လူစန်းတယောက်ဖြစ်တဲ့ Robert McCall ဟာသူ့ရဲ့အတိတ်ဆိုးတွေကိုနောက်မှထားရစ်ခဲ့ပြီလို့ယုံကြည်ပြီးအေဂျင့်နဲ့ဘဝတစ်ခုကိုတိစောက်ဖို့ကြိုးစားနေသူပါ Robert McCall ဟာမနက်စောစောထပြီးအိမ်သုံးပစ္စည်းရောင်းဆိုင်မှာအလုပ်လုပ်ဖို့ထွက်လာတတ်ပါတယ်စိတ်ဆွဲလန့်မှုဆိုင်ရာဝေဒနာကြောင့် McCall ဟာအလုပ်ကိစ္စတွေသာမကပကတ်ဆေးတာအလုပ်သွားဖို့ပြင်ဆင်တာစတဲ့နေ့စဉ်လုပ်ငန်းဆောင်တာမှန်သမျှကိုအချိန်မှတ်ပြီးလှုပ်ဆောင်နေရှိပါတယ်သူ့ရဲ့အတိတ်ကိုမတိကျတဲ့လုပ်ဖော်ကိုင်ဖက်တွေကသူ့ကိုလေးစားချစ်ခင်ကြပါတယ်ဒီနေ့မှာတော့သူဟာဝိတ်ချဖို့စူးစမ်းနေတဲ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တငယ်ချင်းလည်းဖြစ်တဲ့ရာဖီနဲ့အတူနေ့လည်စာစားပါတယ်ရာဖီကသူ့ရဲ့ဆန်ဒဝစ်ကိုကိုက်လိုက်တဲ့အချိန်မှာဂျွတ်ကနဲ့အတန်ကြားရလို့မကောက်ကမေးကြည့်ရမှာဆန်ဒဝစ်ထဲမှာအာလူးကြော်တွေထည့်ထားတာကိုသိလိုက်ရပါတယ်မကောဟာများသောအားဖြင့်ညဘက်အိမ်မပျော်တတ်တဲ့အတွက်24နာရီဖွင့်တဲ့အနီးနားကစားတောက်ဆိုင်လေးကိုတွားပြီးလက်ဖက်ရည်တောက်ရင်းဝတ္ထုဖက်လေးရှိပါတယ်သူဖက်နေတာက The Old Man and the Sea အဖိုးအိုနဲ့ပင်လဲဆိုတဲ့စာအုပ်ပါအဲ့ဒီဆိုင်မှာရှိတဲ့ကောင်းမလေးတစ်ယောက်ကစာအုပ်ထဲကအဖိုးအိုငါဖက်မိပြီလားလို့လာမေးပါတယ်မကောကမမိသေးဘူးလို့ဖြေပါတယ်အဲ့ဒီကောင်းမလေးဟာပိုင်မုံတွေအကုန်စားပြီးတဲ့နောက်တက်စီခေါ်ပြီးပြန်သွားပါတယ်တရက်မှာမကောရဲ့လုတ်ဖို့ကိုင်ဖက်အရွယ်တွေကသူ့ရဲ့အလုပ်ဟောင်းအကြောင်းမေးကြပါတယ်သူကတော့ဖိတ်ဖွဲ့ဝင်ဖြစ်ကပြခဲ့ဘူးတယ်လို့နောက်ပြောင်ပြီးဖြေလိုက်ပါတယ်အဲ့ဒီနေ့ညစားတောက်ဆိုင်ကိုပြန်ရောက်တော့စောစောကကောင်းမလေးကိုပဲပြန်တွေ့ပါတယ်သူမကမကောဖက်နေတဲ့စာအုပ်အစ်စ်ကိုတတိထားမိလို့မကောကအရင်စာအုပ်ဘလို့စသိမ်းသွားလဲဆိုတာပြောပြပါတယ်သူတို့စကားပြောနေတော့မှပဲစားတောက်ဆိုင်မျက်စိချင်းဆိုင်မှာကားတစ်စီးစိုက်လာပါတယ်ချက်ချင်းပဲသူမရဲ့ဖောက်တီရှာပေးသူဆလာဘီစီကဖုံးလာပါတယ်ကားထဲကလူကသူမရဲ့ဖောက်တီဖြစ်တယ်လို့ပြောပါတယ်သူမကဒီဖောက်တီကိုယွန်းလို့မသွားချင်ဘူးလို့ပြောပေမဲ့ဆလာဘီကဂယုမဆိုင်ပဲအလုပ်လုပ်ဖို့အမိန့်ပေးပါတယ်ကားတကားပွင့်လာတော့ဝါဖြူဖြူလူတယောက်စောင့်နေတာတွေ့ရပါတယ်သူမကတော့မလိုလားအဖဲနဲ့ပဲကားထဲကိုလိုက်သွားပါတယ်နောက်တရက်ညမှာမကောဟာကောင်းမလေးကိုစားတောက်ဆိုင်မှာပြန်တွေ့ပေမဲ့သူမရဲ့မျက်နှာမှာဒဏ်ရာတစ်ခုတွေ့ရပါတယ်သူကအလုတ်ကနေယူလာတဲ့ဒိုးနက်မုံကိုသူမကိုပေးပါတယ်သူမကစိတ်ပူပန်နေပြီးနှစ်သိမ့်စကားပြောပေးမဲ့သူကိုရှာနေတာကြောင့်ထိုင်နေကြနေရာကနေထလာပြီးမကောနဲ့အတူတစားပွဲထဲထိုင်ပါတယ်သူမကိုသူမတီရီလို့ခေါ်ပေမဲ့နာမည်ရင်းကအလီနာဖြစ်ပါတယ်နောက်ပိုင်းမှာသူမတချင်းဆိုထားတဲ့ CD တစ်ချက်ကိုမကောကိုပေးပြီးနားထောင်ပေးဖို့တောင်းဆိုပါတယ်အလီနာဟာမကောရဲ့ဇနီးဆုံးပါတော့အားဒါကိုမှန်ကန်စွာခံမှန်းနိုင်ခဲ့ပြီးသူစိတ်မကောင်းဖြစ်နေတော့မဲ့ဆိုတာကိုလည်းသိပါတယ်။ရောဘတ်ကလည်းဒါကိုဝန်ခံပြီးသူ့ဇနီးမပြီးဆုံးခဲ့တဲ့စာအုပ်ဖတ်တဲ့စင်ကုန်မှုကိုဆက်လုပ်နေတာဖြစ်ကြောင်းပြောပြပါတယ်။သူတို့နှစ်ယောက်စားတောက်ဆိုင်ကနေထွက်လာပြီးလမ်းလျှောက်ရင်းစကားပြောကြပါတယ်။လမ်းခွဲခါနီမှာကားတစ်စီးရောက်လာပါတယ်။ဆလာဘီနဲ့တက္ကစီဒရိုင်ဘာတီဗီတို့ဖြစ်ပါတယ်။ကားပေါ်ကဆင်းလာတဲ့ဆလာဘီကအလီနာကိုရိုက်ပါတယ်။အလီနာကမကောက်ကိုဝင်မပါဘူးပြောပါတယ်။တီဗီမှာတနက်ပါတာကိုရောဘတ်သတိထားမိပါတယ်။ဆလာဘီကမကောက်စီကိုလာပြီးတခြားမိန်းကလေးတစ်ယောက်ကိုရွေးဖို့ပြောကသူ့ရဲ့လိပ်စာကတ်ကိုပေးခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမကောဟာအလီနာကိုရက်တော်ကြာမတွေ့ရတော့လို့စိတ်ပူလာပါတယ်။တရက်ညမှာတော့စားတောက်ဆိုင်မန်နေဂျာစီကနေအလီနာဟာပြင်းထန်စွာရိုက်ခံရလို့အရေးပေါ်လူနာဆောင်မှာရောက်နေကြောင်းသိရပါတယ်။မကောရောက်သွားတဲ့အခါအလီနာရဲ့မျက်နှာဟာအတော်လေးပျက်စီးနေတာကိုတွေ့ရပါတယ်။သူမရဲ့ဘေးမှာမန်ဒီဆိုတဲ့ကောင်မလေးကအသေးအတန်ငိုနေပါတယ်။ရောဘတ်ကတော့သူတို့နှစ်ယောက်မသိအောင်အခန်းပြင်ကနေပဲကြည့်နေပါတယ်။နောက်တော့မန်ဒီငိုရင်းထွက်လာပါတယ်။သူမကော်ဖီဖြော်ပေမဲ့ကော်ဖီရေရှန်ကြကုန်ပါတယ်။မကောကသူမကိုနှစ်သိမ့်ပေးပြီးသူကအလီနာရဲ့တငယ်ချင်းဖြစ်ကြောင်းပြောကအခြေအနေကိုမေးပါတယ်။မန်ဒီကအလီနာကဆလာဘီကိုပြန်ရိုက်မိလို့ဆလာဘီကဒေါသထွက်ပြီးနှိပ်စက်တာဖြစ်ကြောင်းပြောပြပါတယ်။ဆလာဘီဟာအရင်ကလည်းမိန်းကလေးတစ်ယောက်ရဲ့မျက်နှာကိုဘက်ထရီအက်ဆစ်နဲ့ပတ်ခဲ့ပြီးသူ့စကားကိုမနားထောင်ရင်ဘာဖြစ်မလဲဆိုတာကိုသတိပေးတဲ့အနေနဲ့အဲ့ဒီမိန်းကလေးကိုသူ့အနားမှာပဲထားတတ်ကြောင်းပြောပါတယ်။သူကမိန်းကလေးတွေကိုကုန်ပစ္စည်းလိုပဲသဘောထားတာပါ။မကောဟာဒီအခြေအနေကိုဘာလို့ရမလဲဆိုတာရက်အနှဲငယ်ကြာစဉ်းစားပါတယ်နောက်ဆုံးမှာတော့ဆလာဘီပေးခဲ့တဲ့ကတ်ကိုတုံးပြီးဆလာဘီနဲ့သူ့လူတွေရှိတဲ့စားတောက်ဆိုင်ကိုတွားပါတယ်အလီနာကိုလွတ်လပ်ခွင့်ပေးဖို့အတွက်ဒေါ်လာ9800ပါတဲ့စာအိတ်ကိုကမ်းလှမ်းပါတယ်လူမိုက်တွေကမကောကိုလှောင်ပြောင်ကြပါတယ်ဆလာဘီကအလီနာဟာအရွယ်ကောင်းလို့လို့အများကြီးရှာပေးနိုင်ကြောင်း9800ဟာသူမရဲ့တလစာလွတ်လပ်ခွင့်အတွက်ပဲရှိကြောင်းပြောပါတယ်ပြီးတော့မကောရဲ့ကမ်းလှမ်းမှုကိုရဲသွမ်းသွေးပြီးအလီနာရဲ့တံမိုးကျသွားတဲ့အခါကျမှလွတ်ပေးဖို့စဉ်းစားမယ်လို့ပြောပါတယ်။မကောက်ကပတ်စံကိုပြန်ယူပြီးထွက်သွားဖို့ပြင်ပါတယ်။တကားနာရောက်တော့စိတ်ပြောင်းသွားပြီးတကားကိုလော့ချလိုက်ပါတယ်။သူကလူမိုက်တွေနဲ့သူတို့ရဲ့လက်နက်တွေကိုတေချာကြည့်ပြီးလက်ပတ်နာရီကတိုင်မာကိုဖွင့်ကစတင်လှုပ်ရှားပါတယ်။တယောက်ကမကောက်ကိုတနက်နဲ့ချိန်ပေမဲ့မကောက်ကသူ့လက်ကိုလှည့်လိုက်တာကြောင့်ဆလာဘီရဲ့လက်ပတ်ကိုမှန်သွားပါတယ်။ပြီးတော့အဲ့ဒီလူရဲ့မျက်လုံးကိုဖန်ခွက်နဲ့ထိုးပါတယ်။တတိယလူကိုဓာတ်နဲ့ထိုးပြီးတီဗီကိုတော့စပစ်ဝိုင်ဖောက်တဲ့ကိရိယာနဲ့မေးစေးအောက်ကနေထိုးတက်လိုက်ပါတဲမကောက်ကဆလာဘီဘေးကိုသွားပြီးသူ့ခန္ဓာကိုယ်ဘာဖြစ်နေလဲဆိုတာနဲ့မကြခင်တည်တော့မယ်ဆိုတာကိုပြောပြပါတယ်ဒီလူတက်မှုတွေပြီးနောက်ရုရှားမာဖီးယားတပ်တီဟာဘော့စတွန်ကိုရောက်လာပြီးဆလာဘီနဲ့သူ့လူတွေဘာဖြစ်ခဲ့လဲဆိုတာစုံစမ်းပါတယ်သူကအဂတိလိုက်စားတဲ့ရဲတွေနဲ့ပူးပေါင်းပြီးတဲလွန်ဆာရှာပါတယ်အစပိုင်းမှာတော့ဒါကပြိုင်ဘက်ခိုင်းတစ်ခုရဲ့လက်ချက်လို့ထင်ရပါတယ်မကောက်ဟာရာဖီအလုပ်မလာတာကိုသတိထားမိပါတယ်။မန်နေဂျာကရာဖီအလုပ်ထွက်သွားပြီလို့ပြောပါတယ်။မကောက်ကရာဖီရဲ့မိခင်ဖွင့်ထားတဲ့စားတောက်ဆိုင်ကိုတွားကြည့်ပါတယ်။မတော်တဆမီးလောင်မှုကြောင့်ရာဖီကသူ့အမေကိုကူညီနေရတာပါ။တက်တီကတော့လူသက်သမားကိုဆက်ရှာဖို့အတွက်အဂတိလိုက်စားတဲ့ရဲဖရန့်မာစတာနဲ့တက်တီကဂျွန်သတိလစ်သွားတဲ့အထိမျက်နှာကိုဆက်တိုက်ရိုက်ပါတယ်။တခြားအဂတိလိုက်စားတဲ့ရဲနှစ်ယောက်ဖြစ်တဲ့ရီမာနဲ့ပီတာဆင်တို့ဟာ
ရာဖီရဲ့မိခင်စားတောက်ဆိုင်မှာစားတောက်နေပါတယ်သူတို့ကလာမယ့်အပတ်မှာဆက်ကြီးမပေးရင်မတော်တဆမှုဖြစ်လိမ့်မယ်လို့ချိန်ချောက်ပါတယ်မကောကဒါကိုတွေ့သွားပြီးသူတို့စီသွားကရာဇဝတ်မှုတစ်ခုတိုင်ကျင်တယ်လို့ပြောပါတယ်သူတို့ကမကောကိုဂယုမဆိုင်ပဲရဲကိုပဲဖုံးဆက်ဖို့ပြောပါတယ်မကောကသူတို့စတိုးဆိုင်ဝန်ထမ်းတစ်ယောက်စီကနေဆက်ကြီးတောင်းနေတာကိုဗီဒီယိုရိုက်ထားပြီးအဲ့ဒီဗီဒီယိုကိုသူတို့စီပြပါတယ်ပတ်စံတွေပြန်မပေးရင်ဒီဗီဒီယိုကိုသတင်းဌာနတွေကိုပို့မယ်လို့ချိန်ချောက်ပါတယ်ရဲတွေကတနက်နဲ့ချိန်ထားပေမဲ့မကောကသူတို့နှစ်ယောက်လုံးကိုခဏချင်းတွင်းမှာပဲနှိမ်နှင်းလိုက်ပါတယ်နောက်တော့သူတို့ကသဘောတူပြီးယာဖီရဲ့အမေကိုပတ်စံတွေပြန်ပေးပါတယ်မကြခင်မှာပဲယာဖီဟာလုံခြုံရေးအဆောင်စာမှုပွဲအောင်မြင်ပြီးယူနီဖောင်းနဲ့ရောက်လာပါတယ်မကောကတော့လုတ်ဖို့ကင်ဖက်တွေနဲ့ဘေးစ်ဘောကစားနေတာတွေ့ရပါတယ်ရောဘတ်အလုပ်ပြန်ရောက်တဲ့အခါငွေကင်ဆာရေးမှဂျင်းနီကလူတစ်ယောက်ကိုကူညီနေတာတွေ့ရပါတယ်အဲ့ဒီလူကတနက်နဲ့ချိန်ပြီးတပြားတိုက်နေတာပါမကောကအေးအေးဆေးဆေးပဲသွားပြီးပတ်စံတွေကိုပေးလိုက်ပါတယ်တပြားကဂျင်းနီရဲ့အမေပေးထားတဲ့လက်စွပ်ကိုပါတောင်းပါတယ်ဂျင်းနီကငိုရင်းပေးလိုက်ရပါတယ်မကောကအဲ့ဒီလူရဲ့တက်တူအဝတ်စားနဲ့တခြားရုပ်ပိုင်းဆိုင်ရာအချက်လက်တွေကိုမှတ်ထားပါတယ်သူဖမ်းဖို့လုပ်ပေမဲ့ဆိုင်ထဲကိုကလေးတွေဝင်လာတာကြောင့်သူတို့ထိခိုက်မှဆိုးလို့မလုပ်တော့ပါဘူးအဲ့ဒီအစားမကောကတပြားနောက်ကိုလိုက်သွားပြီးကားနံပါတ်ပြားကိုမှတ်ထားပါတယ်ရဲတွေကဒါဟာတစ်ဆက်တည်းဖြစ်နေတဲ့တပြားမှုတွေကတစ်ခုဖြစ်ကြောင်းပြောပါတယ်မကောကတော့ဆိုင်ထဲကတူးတစ်ချောင်းကိုယူသွားပါတယ်နောက်တစ်ရက်မှာဂျင်းနီဟာသူမရဲ့လက်စွပ်ကိုပတ်စံတစ်တာထဲမှာပြန်တွေ့ရပြီးမကောကတော့တူကိုဆေးကြောပြီးစင်ပေါ်ပြန်တင်နေတာတွေ့ရပါတယ်တက်ဒီကဆလာဘီရဲ့မိန်းကလေးတွေတဲကအလီနာပျောက်နေတာကိုသိသွားပြီးမန်ဒီကိုမေးပါတယ်မန်ဒီကအလီနာကိုတိတ်မသိဘူးလို့ဖြေပါတယ်နောက်တော့တက်ဒီကမန်ဒီစီသွားပြီးလိန်ညာနေတာကိုဝန်ခံဖို့ချိန်ချောက်ပါတယ်စေယုံမှာအလီနာကိုတွေ့ခဲ့တဲ့ညအကြောင်းပြန်ပြောခိုင်းတော့မန်ဒီကလူမဲတစ်ယောက်ရောက်လာပြီးအလီနာအကြောင်းမေးခဲ့ကြောင်းသူကစမ်းကြယ်ပေမဲ့ဖော်ရွေကြောင်းနာမည်တော့မသိကြောင်းပြောပြပါတယ်တက်ဒီကသူမလိန်ညာခဲ့တဲ့အတွက်လေဘင်းညစ်တက်လိုက်ပါတယ်ဒီအချက်လက်တွေအရတက်ဒီကစားတောက်ဆိုင်ဗီဒီယိုမှတ်တမ်းတွေကိုစစ်ဆေးရမှာမကောဟာဆိုင်ထဲကိုဝင်သွားပေမဲ့ပြန်ထွက်မလာတာကိုတွေ့ရပါတယ်သူကစုံထောက်ရောင်ဆောင်ပြီးမကောရဲ့တိုက်ခန်းကိုသွားပါတယ်ဒါပေမဲ့မကောကချက်ချင်းပဲရိပ်မိပြီးပြင်ဆင်ထားတဲ့အတိုင်းဖြေချပါတယ်တက်ဒီကမကောဟာတာမန်လူတစ်ယောက်ထက်ပိုတယ်ဆိုတာကိုသိသွားပါတယ်တက်ဒီကမကောအကြောင်းထပ်စုံစမ်းပေမဲ့သူရတဲ့အချက်လက်တွေကဘာအပြစ်မှမရှိတဲ့တာမန်လူတစ်ယောက်ရဲ့မှတ်တမ်းပဲဖြစ်နေပါတယ်ဆလာဘီရဲ့တေဆုံးမှုနဲ့ပတ်သက်တဲ့တဲလွန်စာလည်းမရှိပါဘူးတက်ဒီကမကောနဲ့ပတ်သက်ပြီးသူတို့သိထားသမျှဟာအမှားတွေပဲလို့ခန်းစားရပါတယ်တက်ဒီကဖရန့်နဲ့တခြားလူတစ်ယောက်နဲ့အတူကားထဲမှာစောင့်နေတော့နောက်ထပ်လူတစ်ယောက်ကမကောစားတောက်နေတဲ့ဆိုင်ထဲကိုဝင်သွားပါတယ်မကောကအဲ့ဒီလူကိုမြင်တာနဲ့သူတို့စောင့်နေရမယ့်သူရှိသေးလားလို့မေးပါတယ်အဲ့ဒီလူကတနက်ကိုထုတ်ပြီးမကောစီလာပါတယ်အဲ့ဒီအချိန်မှာပဲကားကြီးတစ်စီးကစားတောက်ဆိုင်ရှိမှာကားရက်လိုက်လို့တက်ဒီတို့ဘာမှမမြင်ရတော့ပါဘူးမကောကအဲ့ဒီလူကိုစားအုပ်နဲ့ဘိုက်ကိုရိုက်စပွဲနဲ့ခေါင်းကိုစောင့်ပြီးလေပင်ရိုးချိုးတက်လိုက်ပါတယ်ပြီးတော့ဓာတ်တစ်ချောင်းကိုမီးပလက်ပေါက်ထဲထိုးထည့်ပြီးမီးတွေကိုဖျက်ပစ်ပါတယ်ဆိုင်ထဲကထွက်လာပြီးတက်ဒီတို့ကားထဲမှာရှိနေတာကိုဖုန်းနဲ့တပ်ပုံရိုက်ယူပါတယ်ရာဇဝတ်ကောင်တွေကမကောရဲ့အိမ်ကိုတိနေလို့နောက်ယောင်ခံလိုက်ကြပါတယ်မကောကတော့သူ့ရဲ့တနက်တန်ရာကိုကုသဖို့ပြားရည်ကိုပြုတ်နေပါတယ်သူတို့မကောရဲ့တိုက်ခန်းထဲကိုစိတ်ဝင်ရတယ်လို့ဝင်ကြပေမဲ့မကောကတခြားခန်းကနေကင်မရာတွေနဲ့သူတို့ကိုစောင့်ကြည့်နေတာပါတက်တီကမကောဟာမြို့ကနေထွက်ခွာတော့မယ်ဆိုတဲ့အထောက်အထားတူတွေကိုမယုံပဲမကောကသူ့ကိုစောင့်ကြည့်နေတယ်လို့ထင်ပါတယ်မကောဟာမြို့ကနေတကယ်ထွက်ခွာသွားပေမဲ့တငယ်ချင်းဟောင်းတွေဖြစ်တဲ့ Brian နဲ့ Susan တို့စီသွားတာပါသူတို့ဟာအရင်ကထောက်လန်းရေးအေဂျင်စီတစ်ခုမှာအတူလုပ်ခဲ့ဘူးသူတွေပါမကောကစူဇန်ကိုတက်တီနဲ့သူအလုပ်လုပ်ပေးနေတဲ့လူတွေအကြောင်းမေးပါတယ်ဘရိုင်ယန်နဲ့မကောတို့ဟာမကောရဲ့ကားဘုံပောက်ကွဲမှုအကြောင်းပြောကြပါတယ်အဲ့ဒီပောက်ကွဲမှုကြောင့်ဘရိုင်ယန်နဲ့စူဇန်အပါအဝင်အားလုံးကရောဘတ်တေပြီလို့ထင်ခဲ့ကြတာပါဘရိုင်ယန်ကစူဇန်ကတော့ရောဘတ်မတေသေးဘူးဆိုတာကိုတနည်းနည်းနဲ့သိနေခဲ့တယ်လို့ပြောပါတယ်စူဇန်ပြန်ရောက်လာတော့မကောတက်ခဲ့တဲ့လူတွေဟာဗလာဒီမာပုရှကင်ဦးဆောင်တဲ့ရုရှားမာဖီးယားအဖွဲ့ဝင်တွေဖြစ်ကြောင်းပြောပြပါတယ်တက်တီသို့မဟုတ်နီကိုလိုင်းဟာပုရှကင်ကပြဿနာတွေကိုရှင်းလင်းဖို့စေလွတ်တဲ့လူပါပုရှကင်အတွက်အလုပ်လုပ်တဲ့ရီမာနဲ့ပီတာဆင်တို့ဟာလွန်ခဲ့တဲ့ရက်အနည်းငယ်ကဝေးစစ်အပြစ်ခံရပြီးရင်းတို့ရဲ့ပါဆက်ထဲထည့်ထားလက်သားတေဆုံးနေတာတွေ့ရပါတယ်စူဇန်ကမကောကိုဒီလူတွေဟာမကောနဲ့သူဂယုဆိုင်ရတဲ့သူအားလုံးကိုမတက်မချင်းရက်မှာမဟုတ်ဘူးလို့တတိပေးပါတယ်စူဇန်ရဲ့သဘောတူညီချက်ရပြီးနောက်ရောဘတ်ဟာသူစတင်ခဲ့တာကိုအဆုံးသတ်ဖို့နောက်တရက်မနက်မှာထွက်ခွာလာပါတယ်ဖရန့်မာစတာကိုသူ့ကားထဲမှာပဲဖမ်းဆီးပြီးကားအိဇောဘိုက်ကနေပိုက်တစ်ခုကိုကားထဲထည့်ထားပါတယ်ပုရှ်ကင်ရဲ့လုပ်ငန်းတွေအကြောင်းအသုံးဝင်တဲ့အချက်လက်တွေမပေးရင်ကားထဲမှာပဲတေးအောင်ထားခဲ့မယ်လို့ချင်းချောက်ပါတယ်နောက်ဆုံးမှာတော့ဖရန့်ကအရှုံးပေးပြီးမကောကိုရုရှားတွေရဲ့ကုန်လောင်ယုံစီခေါ်သွားပါတယ်အဲ့ဒီမှာဒေါ်လာတန်းပေါင်းများစွာပါတဲ့ပတ်စံထုတ်ကြီးတွေကိုရေတွက်ပြီးဝတ်ထားတာတွေ့ရပါတယ်မကောကလူမိုက်တွေကိုသူတို့ရဲ့လက်နက်တွေအခိုင်းပါတယ်ပြီးတော့သူတို့ကိုပတ်စံတွေနဲ့အတူအခန်းထဲမှာပိတ်လောင်ထားပြီးရဲတွေဖမ်းမိအောင်လုပ်ပါတယ်ပြီးတော့အလုသမားအားလုံးကိုလွှတ်ပေးပြီးပုရှ်ကင်ရဲ့ပတ်စံတွေနဲ့ပဲအလုထွက်ဘောနက်ပေးလိုက်ပါတယ်ဖရန့်ကိုတော့လက်ထိတ်ခတ်ပြီးဖြစ်ပျက်သမျှကိုတိုင်ကြားဖို့ခိုင်းပါတယ်ပြီးတော့ဖရန့်ကိုပုရှ်ကင်ကိုအကြက်ကင်ကိုဝတ်ထားတဲ့အချက်လက်တွေကိုပေးဖို့ပြောကနောက်ဆုံးအကြိမ်ဖြစ်ကောင်းမှုကုသိုလ်လုပ်ခိုင်းပါတယ်ရဲတွေရောက်လာတော့လူမိုက်တွေနဲ့ပတ်စံတွေကိုတွေ့ပြီးဖရန့်ကိုဖမ်းဆီးသွားပါတယ်ဖရန့်ရဲ့ဘေးကင်းလုံခြုံရေးတစ်တာတဲကနေပုရှ်ကင်ရဲ့လုပ်ငန်းစဉ်တွေအသေးစိတ်ပါဝင်တဲ့ USB စတစ်ချောင်းနဲ့အတူပတ်စံ passport နဲ့တခြားပစ္စည်းတွေကိုမကုံကယူလိုက်ပါတယ်
အဲ့ဒီ USB ထဲမှာ Pushkin စီကနေလာစာရနေတဲ့ရဲတွေတူရဲမှုတွေနိုင်ငံရေးသမားတွေစတဲ့သူအားလုံးရဲ့စာရင်းပါဝင်ပါတယ်မကောကဒီအချက်လက်တွေကိုကုံလောင်ယုံကိုဖမ်းဆီးတဲ့စုံထောက်စီကိုအမည်မဖော်ပဲပို့ပေးပါတယ်မကောက Pushkin ရဲ့စီတင်တင်မောတစည်းကိုလည်းရှာဖွေတွေ့ရှိပြီးဖောက်ခွဲဖျက်ဆီးလိုက်ပါတယ်တက်တီကရုရှားလုံခြုံရေးသမားတစုကိုခေါ်ပြီးမကောကိုရှာဖွေတက်ဖြတ်ဖို့ခိုင်းပါတယ်သူတို့အားလုံးအတူတူညစာစားနေတော့အဖွဲ့ခေါင်းဆောင်ကအိမ်သာသွားပါတယ်ခဏကြာတော့မကောကတက်တီရဲ့ရှေ့မှာဝင်ထိုင်ပြီးအဖွဲ့ခေါင်းဆောင်ရဲ့တွေးဆွနေတဲ့နေကာမျက်မှန်ကိုပေးကသူပြန်လာတော့မှမဟုတ်ကြောင်းပြောပါတယ်ရောဘတ်ကတက်တီကိုသူဟာသူပြောတဲ့အတိုင်းပဲဖြစ်ကြောင်းနဲ့ဒီအဖွဲ့အစည်းတစ်ခုလုံးကိုမဖျက်ဆီးခင်အရာအားလုံးကိုရပ်တန့်ဖို့အခွင့်အရေးပေးပါတယ်တက်တီကတော့ရောဘတ်ကိုသူ့အတွက်ဘာမှမဟုတ်ပါဘူးလို့ရင်ကျေးညင်းပယ်ပါတယ်ရောဘတ်ကသူဆက်လုပ်ဖို့မကြောက်ဘူးလို့ပြောပြီးစပွဲကနေထွက်သွားပါတယ်တက်တီရဲ့လူနှစ်ယောက်ကရာဖီဂျင်းနီနဲ့တခြားဟောင်းမဝန်ထမ်းတွေကိုပြန်ပေးဆွဲပြီးမကောစီဖုံးဆက်ပါတယ်စီတင်တင်မောဖောက်ခွဲခံရတဲ့နေရာမှာမကောကိုလာတွေ့ဖို့မလာရင်ဝန်ထမ်းတွေကိုတတ်မယ်လို့ချင်းချောက်ပါတယ်မကောချင်းထားတဲ့နေရာကိုရောက်မလာတဲ့အခါဟောင်းမကလူမိုက်တွေကဝန်ထမ်းတစ်ယောက်ကိုတတ်ဖို့ပြင်ပါတယ်အဲ့ဒီအချိန်မှာပဲဆိုင်ထဲကအတန်ချက်ဆက်ကနေတချင်းတန်ချက်ချင်းထွက်လာပါတယ်ရာဖီကိုဖမ်းထားတဲ့လူမိုက်ကအတန်လာရကိုလိုက်ရှာတော့မကောရဲ့ပြစ်ခတ်မှုကြောင့်တေဆုံးသွားပါတယ်မကောကရုရှားလိုစကားပြောပြီးတခြားပြန်ပေးဆွဲသူကိုလည်းမြားခေါ်ကတက်ဖြစ်ပါတယ်။တက်တီကကြံတဲ့လူတွေနဲ့အတူဟောင်းမာကိုရောက်လာပါတယ်။မကောကတော့ကုံလောင်ယုံရဲ့အမောင်ထဲမှာပုံးကွယ်နေပြီးအနီးအနားကပစ္စည်းကိရိယာတွေနဲ့ထောင်ချောက်တွေစင်ကသူတို့ကိုတယောက်ပြီးတယောက်တက်ပါတယ်။တယောက်ကိုလဲပင်ထိုးတက်ပြီးနောက်တယောက်ကိုတော့တန်ဆူးကျိုးနဲ့ဆွဲကျိုးချတက်ပါတယ်။အကောင်ကြီးလူမိုက်တယောက်နဲ့တိုက်ခိုက်ရမှာဒဏ်ရာရပေမဲ့သူ့ကိုလည်းတတ်နိုင်ခဲ့ပါတယ်။ရာဖီကမကောကိုကူညီဖို့ပြန်လာပေမဲ့ခြေထောက်မှာဒဏ်ရာရသွားပါတယ်။နောက်ဆုံးလူမိုက်ကိုမကောကနားနေခိုင်းတဲ့ကိုမျှခေါ်ပါတယ်။မာကရိုဝေ့ထဲမှာထည့်ထားတဲ့ပရိုပိန်းဂတ်စ်ဘူးတွေကရာဖီကမီးပြန်ဖွင့်လိုက်တဲ့အချိန်မှာပောက်ကွဲသွားလို့နားနေခိုင်းတစ်ခုလုံးပျက်စီးသွားပါတယ်။ပရိုပိန်းပောက်ကွဲမှုကြောင့်ရေဖြန်းစနစ်တွေပွင့်လာတဲ့အချိန်မှာတက်တီကမကောကိုဆက်ရှာနေတော့မှတက်တီကရာဖီကိုတွေ့သွားပြီးပြစ်ဖို့ပြင်တော့မကောကတန်မိုးရိုက်တနက်နဲ့ပုံးနေရာကနေထွက်လာပြီးတက်တီကိုဆက်တိုက်ဖြစ်ပါတယ်တက်တီအနားရောက်တော့လေဘင်းကိုဖြစ်ပြီးတက်လိုက်ပါတယ်၃ရက်ကြာတော့မော်စကိုမြို့ကပုရှ်ကင်ရဲ့အိမ်မှာပုရှ်ကင်ရေချိုးနေတော့မကောကရေချိုးခန်းထဲမှာပေါ်လာပါတယ်မကောကမီးတွေကိုဆက်တိုက်ဖွင့်ပိတ်လုပ်ပြီးရေကန်ထဲမှာရေတွေဖြစ်ပါတယ်ပုရှ်ကင်နဲ့ခဏစကားပြောပြီးမကောထွက်သွားပါတယ်ပုရှ်ကင်ကတနက်ယူဖို့ရေကန်စီသွားပါတယ်အဲ့ဒီအချိန်မှာပဲမကောကမီးကြိုးတွေကိုဖျက်ပြီးကျမ်းပြင်ပေါ်မှာဒီတိုင်းထားခဲ့တာကိုတတိယသွားပါတယ်သူတက်တော်ဆောင်တွေကိုလှမ်းခေါ်ပေမဲ့ရေကမီးကြိုးနဲ့ထိသွားလို့ပုရှ်ကင်ဟာတက်လိုက်ပြီးတေဆုံးသွားပါတဲမကောက်ကပုရှ်ကင်ရဲ့အိမ်ကနေထွက်လာတဲ့အခါအိမ်ထဲမှာရှိတဲ့လူအားလုံးကိုလည်းတတ်ခဲ့တာကြောင့်အလောင်းတွေအများကြီးတွေ့ရပါတယ်။အရာအားလုံးပြီးဆုံးသွားတဲ့အခါမကောဟာဘော့စတွန်ကိုပြန်လာပြီးအေဂျင့်နဲ့ဘဝကိုဆက်လက်ဖြတ်တန်းပါတယ်။အလီနာကလည်းဒဏ်ရာတွေတက်တာလာပြီးအိမ်ကိုကုံစုံပစ္စည်းတွေယူလာတဲ့မကောစီကိုလာပါတယ်။သူမကအလုပ်သိရတဲ့အကြောင်းနဲ့စာအုပ်ဖတ်တဲ့အလေးထားအကြောင်းပြောပြပါတယ်။မကောဟာသူ့ရဲ့ဘဝရည်မှန်းချက်အသစ်နဲ့အတူအေဂျင့်နဲ့ဘဝကိုပြန်လဲစတင်ပါတယ်။အခက်အခဲတွေကြားမှာပိတ်မိနေပြီးထွက်ပေါက်မရှိသလိုခံစားနေရတဲ့သူတွေကိုကူညီဖို့အတွက်သူကကြော်ညာတစ်ခုပေးလိုက်ပါတယ်။တရက်ညမှာတော့စားတောက်ဆိုင်မှာကူညီပေးဖို့တောင်းဆိုတဲ့စာတစ်စောင်ရပါတယ်။သူကရိုးရိုးလေးပဲပြန်ဖြေလိုက်ပါတယ်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။